ဒါကတော့နောက်ဆုံးတစ်ခုပါနောက်ဆုံးကကြတော့အဝါရောင်လေးအမဲရောင်လေးနဲ့ဘေးနာလေးကဟာလေးပေါ့နော်ဒါကိုရွေးချယ်ထားတဲ့သူတွေကလောလို့မရဘူးကိုကတဆင်ချင်းစီသွားမယ်ပုံစံနေထားတဲ့မှာပါတယ်ဒီ2026ခုနှစ်ထဲမှာရကောက်နဲ့စတော့ရွှေတို့ပေါ့နော်အဲ့လိုမျိုးရပလက်ရကောက်လာဝပေါ့ဒါနဲ့စတဲ့အရာတစ်ခုခုပိုင်ဆိုင်မဲ့သူဖြစ်တွေ့တယ်ဥမာရွှေဆိုလဲရွှေကိုနည်းနည်းချင်းစုရင်းနဲ့မှကိုရသွားတာမျိုးတိလားဒါမှမဟုတ်အိမ်စီးကားလေးဆိုလဲကိုဖြည်းဖြည်းချင်းသွားရင်းနဲ့ရသွားတာမျိုးကိုအတွက်စစ်မှန်တဲ့လူပေါ်ပေါက်လာတာမျိုးပြီးတော့ကိုလူသုံးကုန်ပစ္စည်းရောင်းဝယ်တယ်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းကတိုးတက်လာတာမျိုးဒါမျိုးလေးတွေဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ပုံစံနေထားမျိုးတွေ့တယ်ပေါ့နော်အဲ့တော့ဒီလက်ရှိမှာဘာဖြစ်နေရလဲဆိုတော့ယင်းနှိမ့်မြုံနှံမှုနဲ့ပတ်သက်ရင်တိတ်မလုံးတင်ဘူးကိုကအများကြီးလုပ်ရင်အများကြီးစိတ်ပင်ပန်းရတယ်တဲ့ပါတယ်ပေါ့အများကြီးစိတ်ပင်ပန်းရတယ်ဆိုတာလေကိုကလေအရန်တန်ရောစင်လဲကြီးတယ်အမတ်တဲကြီးလဲကြီးတယ်ဒါကြီးတစ်ခုမရမရှင်ကိုကတအားကြီးအဆင်မပြေဘူးအဲ့တော့အဲ့လိုမျိုးလုပ်ရင် manifest အဆင်မပြေဘူး manifest တွေမဖြစ်လာဘူးအဲ့တော့အခုမွန်းစီယာ reading နားထောင်ပြီးကြတဲ့ကိုဖြစ်ချင်လုပ်ချင်တဲ့ຢာအတွက်ကိုအေးဆေးဆေးလေးနဲ့ပဲကိုက manifest လုပ်မယ်ဆွဲဆောင်မယ်ကိုလိုချင်ဖြစ်ချင်တဲ့ຢာအတွက်ကိုတရက်ထက်တရက်အေးဆေးလေးသွားမယ်လေးလာမယ်သုံးသက်မယ်စုဆောင်းမယ်နော်အဲ့လိုလုပ်ချင်းအပြင်ပြည့်စုံနိုင်ပါမယ်ဒေါသတကြီးမလုပ်ပါနဲ့ဆုံးဖြတ်ချက်တွေအစောတလင်မဆုံးဖြတ်ပါနဲ့အဲ့ဒီအရာအနေနောက်နားတွေ့တတ်တဲ့အမှားတွေ့တတ်တာဖြစ်တဲ့အတွက်2026ခုနှစ်မှာတေချာလေးဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့လုပ်ပါလို့ပြောချင်ပါတယ်အဲ့တော့ဒီနေ့လုပ်ပေးလိုက်တဲ့ဒီ reading လေးကိုလည်းအားလုံးနှစ်သက်မယ်လို့ထင်ပါတယ် resonate ဖြစ်လို့ရှိရင်မို့ comment လေးမှာရေးပေးခဲ့လို့ရပါတယ်ရှင်ကျေးဇူးများတင်ပါတယ်